ချက်ကောင်ကိုကျွန်တော်ချက်ဖူထိုးနီအာဘူးထိုးနီပေါ့နော်အမျိုးမျိုးကျွန်တော်ပြမယ်ဒါကကျွန်တော်ပြမယ်ဒီ mistake လေးကိုတခါလဲစိတ်ထားပါမယ်ပေါ့တည့်ရတူကတော့ကြောတော့မတည့်ရတူတခါလဲစိတ်ထားပါဒီကိုဝင်ပြပြီနော်ကျွန်တော်ပြီးတော့ချက်ဖူထိုးပါဆိုဒီချက်ကောင်နဲ့ဒီလိုလေးတင်ချိတ်နော်ဒါပြီးတော့ချက်ဖူဝစ်လုပ်ကိုဒီလိုလုံးလုံးလုံးလာပြလို့နောက်ပြီးတော့အာတော့ချက်ချက်ဖူထိုးပါပဲနော်ဒါကတော့ပုံမှန်ချက်ဖူထိုးနေတယ်နားနဲ့မျက်စိကြားကိုဖွက်ခံရကျွန်တော်ဒီမှာနော်အဲ့လိုထိုးနားနဲ့မျက်စိကြားကိုကျွန်တော်ဖွက်ခံနေချက်နော်ဒီထိတ်တွေမှာကွဲသွားတဲ့ချက်တွေဆိုရင်ချက်ဖူထိုးနေရှိရတယ်ဒီထိတ်တွေမှာကွဲရင်ဘယ်လိုထိုးရဆိုတော့ကျွန်တော်ပြမယ်နော်လုံးမှအဲ့လိုထိုးထိတ်မှာလာကွဲတဲ့ချက်တွေတွေ့ဒီလိုထိုးရင်အေရာရှိရလေဒီလိုလေးခုနကျွန်တော်ပြောတော့အထိတ်ကိုကွဲထိုးတို့မျက်လုံးတွေပိတ်နေတဲ့ချက်တွေဆိုမျက်လုံးကိုဖျဲထိုးရတယ်ဒါဘယ်လိုထိုးရလဲကျွန်တော်ထိုးပြအောင်နော်အောက်မျက်သားကိုယူပြီးဖျဲထိုးရတယ်ထိုးပြအဲ့လိုမျက်လုံးပြူတောင်ထိုးပြအဲ့လိုထိုးပြအောက်မျက်သားကိုယူပြီးအောက်ကိုဖျဲပြရနော်အောက်မျက်သားကိုယူပြီးတော့အဲ့လိုထိုးပြီးအဲ့မျက်လုံးပိတ်တဲ့ချက်တွေတွေ့မျက်လုံးအဲ့လိုဖျဲထိုးပြီးဝင်သွားလိမ့်မယ်တွေ့နော်မျက်လုံးတွေရဲ့ရှေ့မှာပေါ့ဒီရဲ့မှာမို့လာတယ်မျက်လုံးတွေရှေ့တွေမမြင်တော့ဘူးပျောက်နေတယ်ဆိုရင်ချက်ပုထိုးလေးရှိသေးတယ်ဒါကဘယ်လိုထိုးဆိုတော့ကြောက်ပုကိုဒီလိုလေးလက်ကလေးနဲ့လောက်တာအဲ့လိုပြီးတော့နယ်လေးဒေါက်လက်ကလေးလောက်လိုက်ဒီမှာတော့ဒီဒေါက်လက်ကလေးမှာရှေ့လေးပဲထိုးအများကြီးမထိုးအောင်တော့ तू အနုသားဆိုတော့သုံးလို့ချက်တဲ့ပိုးမထိုးအောင်သုံးလို့ချက်တဲ့ပိုးမထိုးအောင်โอเคအစုံမယ်နော်ဒီနော်ချက်ဖို့ထိုးရတဲ့မှာအကောင်းဆုံးကတော့လဲပါခန်းရင်လဲပါဆက်လို့ချက်ဝကြီးနဲ့လဲပါဆက်လို့အောက်ဒီပါလေကျွန်တော်ဖြည့်ခြင်းနဲ့ဆိုရင်ဒီပဲချက်ဝကြီးပဲအဲ့ချက်ကိုနော်အောက်ကိုကျွန်တော်တို့ပတ်ပုတ်ချင်တယ်ဒီလိုလည်းပုတ်လို့ရတယ်နော်ဒီနော်ဒီအဖိုင်လေးတွေအဲ့လိုလုပ်ရမယ်ယူနော်ဒီတောင်မန်ကြီးတွေကိုပုတ်ချင်လည်းရသေးတယ်နော်ယူနော်ဒါလေးဆိုကျွန်တော်တို့အုံမုတ်ချင်ဒီလိုလေးအဝတ်